여러분 안녕하세요. 디다카마로 디나사동고 릴라야마 피파레 다소 여러모로가 디쿠 스칼롱니리 바날로나 띠레수라고 산신지지메너 연락 도와주다 충 엘리베이터 무겁다 상자 둘다 넓다 좁다 빼라 다소의 여러분도 바날로나 띠레신 리스닝하러 메시의 어쩌자모로 무피비하러 봐너 အဲ့တော့ 연락ဆိုတာကဆက်သွယ်တယ် contact လုပ်တယ်လို့ပြောတယ်ပေါ့နော် 연락이 되다ဆိုတာကကိုယ်လူတစ်ယောက်ကိုဆက်သွယ်လို့ဖြစ်သွားတယ်ဆိုလို့ရှိရင် 연락이 되다 전화 연락ဆိုတာဖုန်းနဲ့ဆက်သွယ်လုပ်တယ် အဲ့တော့ 전화ဆိုတာတယ်လီဖုန်းလေးနော် 전화 연락ဆိုတာတယ်လီဖုန်းနဲ့ဆက်သွယ်လုပ်တယ် 연락하다ဆိုတာဆက်သွယ်လုပ်တယ်ပေါ့နော် 만약에ပြီးလိုက်လို့ရှိရင် ဆက်သွယ်လုပ်မယ်နော် 연락하라ဆက်သွယ်လုပ်သည် 연락처ဆိုတာကြတော့ ဆက်သွယ်မဲ့ကိုယ့်ရဲ့ သတင်းချက်လေးတွေဆိုလို့ရှိရင် 연락처로 ပြောပါတယ်. 그래서ဆက်သွယ် 크고လုပ်တယ်ဆိုရင်ဘာလို့ပြောမလဲ? 연락로 ပြောပါမယ်. 도와주다ဆိုတာ ကူညီပေးရေပေါ့နော်. ဒီ 도와주다 ဖြစ်လာဖို့အတွက် 또의 무인사 solution 돕다. 돕다ဆိုတာ ကူညီတယ်ဆိုတာ 또의 무인사 봐. 돕다 ကူညီတယ်. အဲ့တော့ ကူညီပေးရဆိုရင်တော့ 도와주다. အဲ့တော့ 남을 도와주다ဆိုတာ လူတစ်ယောက်ကို ကူညီပေးရဆိုလို့ရှိရင် 남을 도와주다. အဲ့တော့ အလုပ်ကို ကူညီပေးရဆိုလို့ရှိရင် 일을 도와주다. အလုပ်ကို ကူညီပေးရဆိုရင် 일을 도와주다. 꼭 ကူညီပေးတဲ့လူဆိုလို့ရှိရင် 도와준 사람. ဒီတော့ငါ ကူညီပေးတဲ့သူဆိုလို့ရှိရင် 도와준 사람 ကူညီပေးတဲ့သူ. 다음으로 구리아가마 소루신 누구 ကူညီပေးပါဆိုရင် 도와주세요. 로 잡으마봐. 춘수하자 태로아리고 뼈거너 5춘수인 나라 차라수인 6춘 얼떨라수인 1춘 담을 좋아하거너 다른 춘수하자로 차 아차고 뼈라봐 높다 소라가 미에띠로 뼈야버너 높은 층수업 미에띠 아차고 뼈아봐 과미다 테마니에수인 높은 층 배텔레 멱수라가 배 블락로 뼈아버너 멱추수인 블락레 다섯이 아테리 일화리 수인 코리아로 블루도 말해 오빠리 층수였던 바에 너 엘리베이터 소 엘리베이터 그래서 엘리베이터를 달아 엘리베이터 시래 엘리베이터에서 내리다 엘리베이터를 세네 엘리베이터가 멋추다가 옛다는 거 알고 너 엘리베이터 옛다 그래서 엘리베이터고 코리아로 하자로 엘리베이터 아비너 무겁다 그럼 무겁다 소라자로 리래 들기 무겁다 자 떼야라 리래 소루시 코리아로가 들기 무겁다. 무거운 집 수라가 떼북해대 레게시 번호 리레 레게시 봐. 그리고 무거운 집 무게 수가 리칭 번호 꼬에 꼭 하나 소래 뒤 무게နဲ့ သုံးလို့ ရတယ်. 무겁다 리레 또의 쓰집에서 걸어와자로 가볍다. 그리고 가벼다 뻐레로 스사미에 소루신 리레스 걸어수에 무겁다. 떼라 리레수에 들기 무겁다. 떼라 뻐레수에 두껍다 아니야. 발리 병만 오면에 허대 가벼다. 그래서 들기 가벼다. 그래서 뻘의 A수인요. 뻘의 집수인. 아주 헛발에 가벼운 집수인. 뻘의 하버너. 상자 수라가 본번호 바우스코뷰라바. 산장을 열다서 바우스코 푸네. 에이트 따리고 푸네. 산장에 담다 수라자 에이트 따리고 차대번호. 산장에 담다. 종이 산장 수라자로 쓰고 따리고 뷰라바. 바우스코 코리아로 하자로 박스. 바비. 둘 다 수라가 순위로 심한을 땡해야 번호 떼라고 표하와 산자를 들다 뜯다고 떼래 가방을 들다 애고 떼래 들고 다니다서 떼비도 알번호 들어주라서 떼야고 떼비 떼어갑지 씨가 쿠나로가 들기 무게다 편의에서 고안에 비어 도와주다 군입이라 비어 들어주다 떼비에 루뼈라 너 넣다ဆိုတာက တစ်ခုခုထက်တယ် ပစ္စည်းလို့ထက်တယ်ပေါ့နော် ဒီမှာဆိုလို့ရှိရင် 폰투에 넣다ဆိုတာက 사이드에ထက်တယ် 사이드하고 버스안ထက်လိုက်တာမျိုးလို့နော် 다음에ပြောပါ 폰투에 넣다. 그래서 바람을 넣다ဆိုတာ 레테라고ပြောပါနော် 바람을 넣다. 설탕을 넣다. 설탕ဆိုတာ 잡아. 설탕을 넣다. 커피 태우고 커피에 설탕을 넣다. 커피 태우고 자ထက်တယ်ပေါ့နော် 너는 꽃과 템메니아 번호
어서 넣을 곳. 좁다ဆိုတာကျဉ်းမြောင်းသည်ကျဉ်းမြောင်းနဲ့ဆက်ကျဉ်းပဲကြတော့ 넓다 쟤디. 넓다ဆိုတာကျဲတယ်ကျဉ်းမြောင်းသည်ဆို좁다. 방이 좁다ဆိုတော့အခန်းကျဉ်းတယ်ပေါ့နော်. အဲ့တော့선이အခန်းကျဲတယ်ဆိုလို့ရှိရင်ဘယ်လိုလေးသုံးလိုက်ရမလဲ? ဟုတ်တယ်. 방이 넓다. 방이 넓다.အခန်းကကျဲတယ်. 좁은 길. 좁은 길ဆိုတာကျဉ်းမြောင်းတဲ့လမ်းလေးပေါ့နော်. ကွာကျဲတဲ့လမ်းဆိုလို့ရှိရင်ရော ဟုတ်ပါတယ်. 넓은 길ဆိုတာကျဲတဲ့လမ်းလို့ပြောလို့ရပါတယ်. 빼다ဆိုတဲ့이야기가 폐ရှားလိုက်တယ်ပေါ့နော်. တခုခု폐ရှားလိုက်တယ်, 폐ထုတ်လိုက်တယ်ဆိုလို့ရှိရင် 빼다. 차로 빼다ဆိုတာကားကို 폐ထုတ်လိုက်တယ်. 돈을 빼다. အဲ့တော့ပတ်စံကို 폐ထုတ်လိုက်တယ်. အဲ့တော့နောက်တစ်ခုက 상을 빼다ဆိုတာကကြတော့똥ကို 폐ရှားလိုက်တယ်, 폐ထုတ်လိုက်တယ်ပေါ့နော်. ဒါကြောင့်မလို့ 빼다ဆိုတာမရှိအောင်လုပ်တယ်, 폐ထုတ်တယ်လို့ပြောလို့ရပါတယ်. အပွားစကားလုံးလေးတွေကို 여러분들가 띠띠띠차리 짭보노. 소니가 자로 비디오 아이하이မရှိသွားအောင်လို့ အတူထုတ်လေးနဲ့ပြပြတော့ 여러분ဒါလေးတွေကိုတော့ တစ်ခါတလဲလဲ ကိုရတဲ့အထိကို နားထောင်ပြီးတော့ကြက်ပြီးတော့လေ့ကျင့်ပါ. အပွားစကားလုံးလေးလည်းတခြားသိသွားပြီဆိုလို့ရှိရင် ထုံးစံတိုင်းလေးပဲ ဗီဒီယိုလေးကိုခဏရှက်ပြီးတော့ ကိုယ့်အတဝင်ဆုံးဆိုကြည့်ကြည့်မယ်. ဘာသာလေးပြန်ကြည့်ကြည့်မယ်ပေါ့နော်. အဲ့ဒါလေးလုပ်ပြီးတော့မှ 소니ခုပြောပြမယ့်ဟာကိုအတူတူလိုက်ဆိုလိုက်ပြီးတော့နားထောင်ကြည့်ကြည့်ရအောင်နော်. 저는 오늘 이사를 가요. 저는 오늘 이사를 가요. အဲ့တော့သူပြောထားတာကျွန်တော်ကတော့ဒီနေ့အိမ်ပြောင်းတာကိုပေါ့နော် 인사를 가요 ဆိုတာအိမ်ပြောင်းဖို့သွားတယ်ပေါ့နော်. 친구에게 연락을 했어요. 친구에게 연락을 했어요. 어떤 땡해진 씨고 삿되라 놀라이래 뭐노. 친구가 인사를 도와줄 거예요. 친구가 인사를 도와줄 거예요. 땡해진가 뿅쉬라고 도와꾸니 비레이메레. 저희 집은 5층이에요. 저희 집은 5층이에요. ကျွန်တော်တို့ဇွန်ဟီးဆိုတာဦးရီထက်တော့ပို့ပြီးတော့အမြင့်တုံးဆိုတဲ့စကားလုံးလေးရောက်တယ်ပေါ့နော်. ကျွန်တော်တို့အိမ်ကတော့5라ဖြစ်ပါတယ်. 엘리베이터가 없어요. 엘리베이터가 없어요? 들리감시 뭐노? 무거운 산살은 들고 계단을 올라가요. 무거운 산상을 들고 계단을 올라가요. အဲ့တော့လေးတဲ့တက်တာကိုသူကတဲပြီးတော့ဒီလှေကားပေါ့နော်계단ဆိုတာလှေကားကနေသူတက်ပါမယ်တဲ့. 방에 침대를 놓어요. 방에 침대를 놓어요? 침대에서야 A하고 묘하거나 칸에고 A하고 대발에 그런데 방이 너무 좁아요. 그런데 방이 너무 좁아요. 그런데 답이 매번호 단일 칸하다 아우 좋지 말이 침대를 다시 빼요. 침대를 다시 빼요. အဲ့တော့ तू ကထပ်ပြီးတော့ဒီပေါ့ဒီ A ရာကိုထပ်ပြီးတော့ဖယ်လိုက်ရတယ်အရန်ခန့်အရန်ကျင်တော့အဲ့ရထပ်လို့မရပါဘူးဒါဆိုရင်여러분တို့က slide လေးဆိုပြီးပြီဘာသာလေးပြန်ပြပြီးပြီပေါ့နော် ဒါဆိုရင်တစ်ခါတော့ပြန်ပြီးအစအနည်းဆုံးပြန်ပြီးဖျက်ပြပေးပါမယ်. 저는 오늘 이사를 가요. 친구에게 연락을 했어요. 친구가 이사를 도와줄 거예요. 저희 집은 온충행이에요. 엘리베이터가 없어요. 무거운 상자를 들고 계단을 올라가요. 방에 침대를 누워요. 근데 방이 너무 좁아요. 침대를 탈시 빼요? 여러분တို့ကလည်းကိုယ့်အတကိုယ်တစ်ခါလောက်ပြန်ပြီးတော့စူးကြည့်ကြည့်ပေါ့နော်. အဲ့တော့ကိုယ့်ဒီစကားလုံးလေးတွေကိုတကယ်ချင်းကူညီပေးလိုက်မယ်. ဒါဆိုကိုရီးယားလိုဘယ်လိုပြောမလဲဒါမျိုးလေးလိုက်ပြီးတော့ပြောကြည့်ကြည့်ပေါ့နော်. ဒီမှာ elevator 없어요 နေရာမှာ 있어요 ဆိုပြီးတော့လေကိုကထပ်ပြီးတော့လေပြောလို့ရတယ်ပေါ့နော်. အဲ့တော့ဒီပေါ်ကစကားလုံးလေးနဲ့ကြက်ပြီးပြီ. ဒီဟာလေးတွေလုပ်ပြီးသွားပြီဆိုရင်여러분တို့အောက်က exercise လေးတွေကတော့ထုံးစံတိုင်းပဲလုပ်ကြည့်ကြည့်ပါ. 여러분တို့ကလှုပ်ပြီးသွားပြီ. day 23နဲ့ပတ်သက်ပြီးတော့တေချာရတယ်ပေါ့နော်. 연락လို့ပြောလိုက်တာဆက်သွယ်တယ်, 빼다, 폐ရှားတယ်, 들다, 떼상တယ်. ဒီလိုမျိုးစသည်အဖြစ်ကိုတွေးလိုက်တာနဲ့ရတယ်တေချာတယ်. ဟုတ်ပြီဆိုလို့ရှိရင်တော့ day 24ကိုသွားကြည့်ပါမယ်. အမြဲတမ်းတော့여러분တို့အမြဲတမ်း revision လုပ်နေဖို့ကတော့
ရေးပါတယ်ပေါ့နော်ဒါဆိုလည်းဒီတစ်ခေါက်မှာရေရမှုတို့ကအခုပြောထားတဲ့ဒီစကားလုံးတွေကိုဘယ်လောက်ထိသိလဲဆိုတာကိုစမ်းစစ်ကြည့်ကြည့်ရအောင်이사 혼자 멀시다 걸시 벽 글은 시계 부엌 만들다 쓰라 ဟုတ်ပါပြီဒါဆိုရအောင်မလို့လည်းအခုတူတူလိုက်ရေးဆိုပြီးသွားပြီစကားလုံးလေးတွေကရအောင်မလို့ဘယ်စကားလုံးသိမလဲရှင်ဟုတ်ပြီဒါဆိုလို့ရှိရင်သူ့ရဲ့စကားလုံးအဓိပ္ပာယ်လေးတွေကဘယ်လိုရဲ့နောက်ဆက်တွဲလေးတွေတိတာကြည့်ကြည့်ရအောင်နော် ခုနကလည်းရှင်းပါလဲပါတယ်ပေါ့နော်저는 오늘 이사를 가요. 저 이렇게 말해. 이사ဆိုတာကပြောင်းရွှေ့တယ်ပေါ့နော်ပြောင်းရွှေ့အလုပ်ကိုလုပ်တယ်ပြောင်းရွှေ့တာကိုလုပ်တယ်ဆိုလို့ရှိရင်လည်း인사하라 이사하라ဆိုတာပြောင်းရွှေ့တယ်이사가라ဆိုလည်းပြောင်းရွှေ့တယ်ပေါ့ဟိုဟာရာကလုပ်ပြီးခါရာကသွားတယ်ပေါ့နော်이사로 오라ဆိုတာပြောင်းရွှေ့လာတယ်ဟိုတနည်းကိုပြောင်းရွှေ့သွားတယ်ဆိုရင်တငယ်ချင်းကတော့ကိုရီးယားကိုပြောင်းရွှေ့သွားတယ်ဆိုရင်이사가라သူကတော့ငါတို့အိမ်တော်ပြောင်းရွှေ့လာတယ်ဆိုလို့ရှိရင်이사 오라ပေါ့နော်နောက်ဆို이삿집 이삿집ကကြတော့ပြောင်းရွှေ့မဲ့အထုပ်တွေပါ이삿집 센터 이삿집 센터ဆိုတာကကိုကပြောင်းရွှေ့ဖို့အတွက်လုပ်ပေးတဲ့ဒီ committee လို့ပြောင်းရွှေ့ပေးတဲ့သူတွေပေါ့နော်အိမ်ပြောင်းရွှေ့လုပ်ငန်းတွေဆိုလို့ရှိရင် 이삿집 센터 အဲ့တော့ 이사 လို့ပြောလိုက်ပြီဆိုတာနဲ့ပြောင်းရွှေ့ရလုပ်တဲ့ 이사하라 이사 ပြောင်းရွှေ့ရလုပ်ပေးတဲ့ center ဆိုလို့ရှိရင် 이삿집 센터 ဆိုပြီးတော့여러분ပြောလိုက်အောင်ပါမနော်ရနေပါပြီ혼자ဆိုတဲ့ဘေးကတယောက်တည်းလို့ပြောပါတော့။နာ혼자ဆိုတာကိုယ့်အတူတယောက်တည်းလုပ်တယ်တယောက်တည်းလုပ်တယ်တယောက်တည်းလုပ်တယ်ဆိုရင်နာ혼자 살다ဆိုတာတယောက်တည်းနေတယ်살다ဆိုတာနေထိုင်နေပေါ့နော်။တယောက်တည်းနေထိုင်နေဆိုလို့ရှိရင်혼자 살다အဲ့တော့혼자 말ဆိုတာတယောက်ကိုယ့်အတူကိုပြောရပါတော့တယောက်တည်းပြောနေဆိုလို့ရှိရင်혼자 말ဆိုပြောပါတယ်။멋이다အဲ့တော့멋이다နဲ့마시다နဲ့ပြောချပါတယ်마시다ကြတော့အရသာရှိရနော်ကောင်လေးနဲ့ကိုတွေ့ပြီးတော့ဟာ그 남자가 맛있다ဒီကောင်လေးရတာရှိလိုက်တာဆိုတော့ထဆလို့မရအောင်နော်그 남자는 멋있다ဒီကောင်လေးကချောလိုက်တာ멋있다ဆိုချောတယ်မိုက်တယ်ဆိုပြောတာပေါ့နော်멋있는 사람 철에도 마이데도 번호 멋있는 옷 소위 가서 마이데 앵지 철의 앵지로 되면 너무 너무 마이데 번호 멋있게 소라가 마이스와 번호 처모스와 알로 묘묘로야 디니아도 처모스 마이스와 옷을 나래 아서 멋있다 소라 철의 마이데로 표현하나 봐 걸시야 애캔고 뼈치나 봐. 그리고 걸시를 안다, 저 애캔에만 타이네. 걸시에 모이다, 저 애캔에만 수시자래. 애캔에만 서는 바이시 말에 소파 소리 하리 심하고너. 애캔 소리시 걸시 벽ဆိုတာနေရပေါ့နော်벽이 무너지다အဲ့တော့နေရလေးမှာဆိုစိတ်ခွာစိတ်ပိုင်းလိမ့်စိတ်ပိုင်းလိမ့်တာပဲစိတ်ပိုင်းတုတ်ထားမှာဆိုစိတ်ပိုင်းခွာရဲဒါမျိုးပြောရပေါ့နော်벽에 걸다ဆိုတာကကြတော့စိတ်နေရမှာစိတ်ချိတ်ဆွဲမိပေါ့နော်နောက်တစ်ခုက벽을 칠하다 벽을 칠하다ဆိုတာကြတော့နေရမှာပကြီးတွေဆွဲမိပေါ့နော်အဲ့တော့နေရဆိုတော့တည်သွားပြီ벽နောက်တစ်ခုက그름 그름 소하자 붙이 번호 그림을 그리다 그리다 소하 예수래 그림을 그리다서 붙이고 예수래 그리고가 그림을 걸다 소하 붙이고 체수해라 쇠하 번호 액자 액자 소라 가자 방구 뼈 번호 액자 소방 삼진 소라 가자로 답번 시계 소라가 나이 벽시계에서 내야만 책매 내야 붙이 뭐 내야 내 시계에서 나이서 내야 나이 벽시계에서 내야 나이 소목시계에서 라빠 나이 뭐너 소목시계 라빠 나이 시계가 느리다 느리다가 니래 나이도 니래서 시계가 느리다 시계가 빠르다 소위 꽤 나이야 얌얌이 뭐너 시계 소라가 나이 내야만 세대 소위 벽시계 လက်မပတ်တဲ့ဟာဆိုရင် 손목시계 ဆိုပြီးတော့ပါတယ်နော် 부엌 부엌ဆိုတာကကြတော့ဆိုတာ 흰색 액한 거နော် အဲ့တော့ 미보창 အဲ့တော့ 부엌에서 요리하라 အဲ့တော့ 미보창만 흰이 제자매 အဲ့တော့ 미보창만 흰색에 부엌에서 요리하라 그리고가 부엌이 좁다 흰색상은 찐해 흰색상은 째소요 ခုနကတော့ 이렇게 계란 허대 넓다 အဲ့တော့ 부엌이 넓다 만들었다ဆိုတာပြုလုပ်တယ်တခုခုပြုလုပ်တယ်그래서 사다고ပြောရ ဆိုလို့ရှိရင် 음식을 만들다 사다고 ပြုလုပ်ပြီးပေါ့နော် 직접 만들다ဆိုတာ ကိုယ်တိုင် ပြုလုပ်တယ် 손으로 만들다ဆိုတာ လက်ဖြင့်ပြုလုပ်တယ်ပေါ့နော် တခုခုကိုပြုလုပ်တယ်ဟင်းချက်တာဖြစ်ဖြစ်တခုတက်တာခုနဲ့ပြုလုပ်တယ်ဘာညာလေးဆိုရင် 만들다 ပေါ့နော်
쓰다ဆိုတာကဒီမှာ01နဲ့02ဖြစ်သွားတာပထမအရင်တော့ဆို쓰다ဆိုတာရေးသည်လို့ပြောရမလားဒီတစ်ခါကျ쓰다ဆိုအသုံးပြုတယ်ပေါ့နော်집에서 쓰다ဆိုတာအိမ်ကိုအသုံးပြုတယ်집에서 쓰다အိမ်ကိုအသုံးပြုတယ်쓰는 물건ဆိုအသုံးပြုတဲ့ပစ္စည်းပေါ့နော်쓰는 물건အသုံးပြုတဲ့ပစ္စည်း 서보다ဆိုအသုံးပြုကြည့်ရပေါ့နော်တခုခုကိုကစမ်းလုပ်ကြည့်အသုံးပြုကြည့်ရဆိုရင် 서보다 쓰이다ဆိုတာအသုံးပြုမယ်ပေါ့နော်ကိုက쓰이다ဆိုအသုံးပြုမယ်ဒါကြောင့်မစစ်သားကအဓိပ္ပာယ်နှလုံးရှိရပေါ့နောက်ထပ်အဓိပ္ပာယ်လေးရှိပါသေးတယ်သူကစစ်သားကခါးတီလို့လည်းပြောလို့ရပါတယ်နော်ဒါဆိုရင်အပေါ်စကားလုံးလေးတွေကိုရတော့မလို့ကဒီခြားလေးချက်မယ်ကိုရသွားပြီဆိုလို့ရှိရင်ဒီပိုက်လေးကိုလည်းကိုယ့်ဘာတော့ကိုဖတ်ကြည့်ကြည့်မယ်ဘာသာလေးပြန်ကြည့်ကြည့်မယ်ပေါ့နော်여러분가 데이터를 고받아ပြန်ပြီးသွားရပြီဆိုရင်တော့တူတူတစ်ခေါက်လိုက်ဆိုကြည့်ကြည့်ရအောင်နော်어제 인사했어요. 언제 인사했어요. 매니가 뿅쉬라고 로케래. 둔티어 혼자 살아요. 둔티어 혼자 살아요. အဲ့တော့သူကအဲ့ဒီပြောင်းရွှေ့အဲ့ဒီနေရာမှာသူတယောက်တည်းနေရပေါ့နော် 집을 멋있게 꾸미고 싶어요. 집을 멋있게 꾸미고 싶어요. အဲ့တော့သူကအဲ့ဒီအိမ်လေးကိုအိမ်မက်မိုက်လေးတစ်ခုတော့ပိုင်ဆိုင်ခြင်းခဲ့တယ်ပေါ့နော်ပိုင်ဆိုင်ခြင်းနဲ့တဲ့ 걸씨벽에 그림을 걸고 싶어요. 걸씨벽에 그림을 걸고 싶어요. အဲ့တော့သူကဒီအခန်းရဲ့ဘောနော်ဒီအခန်းရဲ့နေရာမှာပကြီးကားလျှောက်ဆိတ်ဆွဲခြင်းနဲ့ 예쁜 벼시계도 샀어요. 예쁜 벼시계도 샀어요. အဲ့တော့သူလှပတဲ့ဒီနေရမှာကတ်တဲ့နေရနာရီပေါ့နော်နေရနာရီလေးဝယ်ခဲ့ပါတယ် 부엌에서 음식도 직접 만들 거예요. 부엌에서 음식도 직접 만들 거예요. အဲ့တော့သူကဒီ미국자원에만စားတောက်တွေကိုလည်းကိုယ်တိုင်လုပ်နိုင်ပါလိမ့်မယ် 새 점심을 쓸 거예요. 점심에서 vocabulary ပေါ့နော် 새에서အသစ် 새 점심을 쓸 거예요. ဆိုတော့ vocabulary အသစ်တွေလည်းသူကသုံးပါမယ် ပြောချင်တာကသူကမနေ့တော့သူ့တငယ်ချင်းအိမ်ပြောင်းခဲ့လို့ရှိမှပါတယ်မလား အဲ့တော့သူကမနေ့တော့အိမ်ပြောင်းခဲ့တယ် သူစီကနောက်ဆုံးမှာသူတယောက်တည်းနေနိုင်သွားခဲ့ပြီပေါ့နော် အိမ်ကိုလည်းသူကမိုက်မိုက်လေးအိမ်တစ်ခုလည်းသူကပိုင်ဆိုင်ခြင်းခဲ့တယ်ပြီးလို့ရှိရင်လည်းသူကဒီအိမ်နေရံမှာပကြီးကားချက်ကိုချိတ်ဆက်ခြင်းနဲ့ပြီးလို့ရှိရင်အရန်လှပတဲ့နေရံကတ်နိုင်ကိုလည်းဝယ်ခဲ့တယ် 미국처럼မှာအစားအသောက်တွေလည်းကိုယ်တိုင်ပြုလုပ်နိုင်သွားပြီးတော့သူကပကံပြားအသစ်တွေလည်းအသုံးပြုနိုင်ပြီလို့သူကပြောထားပါတယ်နော် 그래서အစအနေအဆုံးတစ်ခေါက်လောက်ဖတ်ပြပေးပါမယ် 언제 인사했어요? 두티어 혼자 살아요? 집을 멋있게 꾸미고 싶어요. 거실벽에 그림을 걸고 싶어요. 예쁜 벽시계도 샀어요. 부엌에서 음식도 직접 만들 거예요? 새 점심을 쓸 거예요. ဟုတ်ပါပြီဒါဆို여러분들가ဒီခြားလေးဖတ်ပြီးလိုက်လို့ပြီးတော့ကျွန်မအားလုံးကျေးဇူးတင်ပါတယ်여러분အပေါ်ကဟာတွေကိုစကားလုံးလေးလည်းတခြားတက်ပြီးသွားပြီဆိုရင်အောက်က exercise လေးတွေကိုဖြည့်ဖို့အတွက်လည်း여러분လုပ်ဖို့အတွက်လည်းမမေ့ပါနဲ့နော်ဒါဆိုရင်နောက်ရက်တွေမှာ day 25, 26 တို့ကိုလေ့လာတော့မှာဖြစ်ပါတယ်ရှင်여러분 지켜주셔서 감사합니다. 안녕하세요.